လာပါပရိသတ်အားလုံးဒီနေ့တော့ကျမတို့အဆုတ်ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့အစားအစာတွေအကြောင်းလာပြောပြမှာပါအဆုတ်ဆိုတာကျမတို့အသက်ရှူဖို့အဓိကအင်္ဂါတစ်ခုဖြစ်ပြီးဒီအင်္ဂါကိုတမာစေဖို့မမျှော်လင့်ထားတဲ့အစားအစာတွေကအများကြီးအထောက်အကူပြုနိုင်ပါတယ်ဒါကြောင့်ဒီနေ့ကျမတို့အဆုတ်ကျန်းမာစေမယ့်အစားအစာ14မျိုးကိုတစ်ခုချင်းလေ့လာကြည့်မှာပါဒီအစားအစာတွေကတင့်ရဲ့မိဖို့ချောင်းထဲမှာရှိပြီးသားဖြစ်နိုင်ပါတယ်အဆင်သင့်ဖြစ်ပြီလားသွားကြည့်ရအောင်အဆုတ်ကျန်းမာရေးကဘာကြောင့်အရေးကြီးတာလဲကျမတို့အသက်ရှူတဲ့အခါအဆုတ်ကအောက်ဆီဂျင်ကိုခန္ဓာကိုယ်ရဲ့ပို့ဆောင်ပေးပြီးကာဗွန်ဒိုင်အောက်ဆိုက်ကိုဖယ်ထုတ်ပေးပါတယ်ဒါပေမဲ့လေထုညစ်ညမ်းမှုဆေးလိမ်ငွေ့ဒါမှမဟုတ်ယောဂပိုးတွေကြောင့်အဆုတ်ကထိခိုက်လွယ်ပါတယ်ဒါကိုကာကွယ်ဖို့အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကအဓိကအခန်းကဏ္ဍကပါဝင်ပါတယ်ဗီတာမင်စီဗီတာမင်အီအိုမီဂါ3နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအဆုတ်ကိုတမာစေပြီးယောဂတွေကိုတိုက်ဖြတ်ပေးနိုင်ပါတယ်အခုလက်ကြည့်ရင်ဒီအစားအစာတွေကိုတင်တွေ့မြင်ရမှာပါအဆုတ်အတွက်အာဟာရဖြည့်စွမ်းပေးတဲ့အစားအစာ14မျိုး1ပန်းသီးကအဆုတ်အတွက်အကောင်းဆုံးသူငယ်ချင်းပါဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ဖိုင်ဘာဓာတ်ကြွယ်ဝတာကြောင့်အဆုတ်ရဲ့လှုပ်ဆောင်မှုကိုမြင့်တင်ပေးပါတယ်ဒီနေ့ပန်းသီးတစ်လုံးစားရင်အဆုတ်ယောဂဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်နှစ်ဟင်းနုနယ်ရွက်မှာဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတယ်ဒါကအဆုတ်ထဲကယောဂပိုးတွေကိုတိုက်ဖြတ်ပေးပြီးအသက်ရှူလမ်းကြောင်းကိုတန့်ရှင်းစေပါတယ်အတုပ်ထဲထည့်စားလိုက်ပါ3ဂျင်းကအဆုတ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးယောဂပိုးတွေကိုတိုက်ဖြတ်ပေးပါတယ်လက်ဖက်ရည်ထဲထည့်ထားရင်အရသာလဲကောင်းသလိုအဆုတ်ကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်4ခရမ်းကျင်သီးမှာလိုက်ကိုပင်းတတ်ပါတယ်ဒီဓာတ်ကအဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပြီးအဆုတ်ကိုတမာစေပါတယ်ဟင်းချက်ရင်ဒါမဖြစ်ပါ5ဆော်လမွန်မှာအိုမီဂါ3ဖက်တီအက်ဆစ်တွေအများကြီးပါတယ်ဒါကအဆုတ်ထဲကယောဂပိုးတွေကိုလျှော့ချပေးပြီးအသက်ရှူလမ်းကြောင်းကိုချောမွေ့စေပါတယ်6ထောပတ်သီးမှာဗီတာမင်အီနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေပါတယ်ဒါကအဆုတ်ကိုတမာစေပြီးယောဂတွေကနေကာကွယ်ပေးပါတယ်ခုနှစ်မုံလာဦးနီမှာဗီတာမင်အီနဲ့ဗီတာကယ်ရိုတင်းဓာတ်တွေပါဝင်ပြီးအဆုတ်ရဲ့လှုပ်ဆောင်မှုကိုထိန်းသိမ်းပေးပါတယ်အတုပ်ထဲထည့်စားလိုက်ပါ8လိမ္မော်သီးမှာဗီတာမင်စီအများကြီးပါတယ်ဒါကအဆုတ်ကိုယောဂပိုးတွေကနေကာကွယ်ပေးပြီးအသက်ရှူလမ်းကြောင်းကိုတမာစေပါတယ်9တရက်သီးမှာဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီးအဆုတ်ရဲ့ယောဂခံနိုင်ရည်ကိုမြင့်တင်ပေးပါတယ်10ဘလူးဘယ်ရီမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတယ်ဒါကအဆုတ်ကိုတန့်ရှင်းစေပြီးယောဂတွေကိုတိုက်ဖြတ်ပေးပါတယ်အစိမ်းရောင်ဟင်းသီးဟင်းနုနယ်ရွက်နဲ့ကိုက်လန်လိုအစိမ်းရောင်ဟင်းရွက်တွေမှာဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်ပြီးအဆုတ်ကိုတမာစေပါတယ်12စနွင်းမှာကာဂျူမင်ဆိုတဲ့ဓာတ်ပစ္စည်းကအဆုတ်ကိုယောဂပိုးတွေကနေကာကွယ်ပေးပြီးယောဂပိုးကိုတိုက်ဖြတ်ပေးပါတယ်13တစ်ကြားသီးမှာဗီတာမင်အီနဲ့မဂနီဆီယမ်ဓာတ်တွေပါဝင်ပြီးအဆုတ်ရဲ့လှုပ်ဆောင်မှုကိုမြင့်တင်ပေးပါတယ်14ရေကအစားအစာမဟုတ်ပေမဲ့အဆုတ်ကျန်းမာရေးအတွက်အရေးကြီးပါတယ်ရေများတောက်ရင်အဆုတ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးအသက်ရှူလမ်းကြောင်းကိုချောမွေ့စေပါတယ်ဒီအစားအစာတွေကိုဘယ်လိုထည့်သွင်းစားသုံးမလဲဒီအစားအစာတွေကိုနေ့စဉ်ဘဝထဲဘယ်လိုထည့်သွင်းစားသုံးမလဲရိုးရှင်းပါတယ်ဥပမာမနက်စာမှာပန်းသီးတစ်လုံးကိုစားလိုက်ပါနေ့လယ်စာမှာပြားရွက်နဲ့မုံလာဦးနီထည့်ထားတဲ့အတုပ်တပွဲလုပ်စားပါညစာမှာဆော်လမွန်ငါးကိုမီးဖုတ်ပြီးစနွေးနဲ့ကျင်းထည့်ထားတဲ့ဟင်းတစ်ခွက်နဲ့တွဲစားလိုက်ပါဒါဆိုတင့်အဆုတ်ကျန်းမာရေးကိုအလွယ်တကူဂရုစိုက်နိုင်ပါပြီဏိဂုံးနဲ့အကြံပြုချက်များဒါဆိုရင်အဆုတ်ကျန်းမာစေမဲ့အစားအစာ14မျိုးကိုတည်သွားပြီပေါ့ဒီအစားအစာတွေကိုတင့်ရဲ့နေ့စဉ်စားတောက်မှုတွေထည့်သွင်းလိုက်ရင်တင့်အဆုတ်ကတင့်ကိုကျေးဇူးတင်ပါပါနောက်ထပ်ကျန်းမာရေးအကြံပြုချက်တွေအတွက်ကျမတို့ရဲ့ channel ကိုဆက်လက်ကြည့်ရှုဖို့မမေ့ပါနဲ့
မှတ်ချက်မှာတင်ကြိုက်ဆုံးအစားအစာကဘာဟာလဲဆိုတာပြောပြပေးပါဦးနောက်တစ်ချိန်မှာတွေ့မယ်နော်ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လေးလည်းလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေကိုလည်းဆက်လက်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်